ကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာညီရောင်းထွက်ဖို့အခက်ခဲရှိနေသောကြုံတွေ့နေသောမိတ်ဆွေတွေအတွက်နီလန်ကောင်လေးတစ်ခုပြောပြမှာရွှေစကားကိုကြည့်ရှုအားပေးနေသောမိတ်ဆွေခုနှစ်သားသမီးအားလုံးစိတ်ချမ်းသာလို့ကိုကျမ်းမာကြပါစေလို့ဥစွာပထမမေတ္တာပို့ဆုတောင်းပေးလိုက်ရပါတယ်ဗျာကျွန်တော်ကတော့အဘမင်းသိန်ခါဤတပည့်ရင်ကောင်းစီသူပကံဖြစ်ပါတယ်ဗျာအခုကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာညီရောင်းထွက်ဖို့အခက်ခဲရှိနေသောကြုံတွေ့နေသောမိတ်ဆွေတွေအတွက်နီလန်ကောင်လေးတစ်ခုပြောပြမှာဖြစ်ပါတယ်ဗျာလော့မဲ့ရတရားလေးကတော့အကံများလေးတစ်ချက်လိုအပ်ပါတယ်ဗျအဲ့ထမှာမိမိရောင်းမဲ့ခြံမြေတွေကတဲလေးအနည်းငယ်ကိုကျုံယူပြီးတော့ထည့်ရမှာဖြစ်ပါတယ်တဲလို့မြေလို့ထည့်ပြီးတော့အဲ့ပကံများလေးတွေပေါ်မှာဂန်းငေါ်ရွက်ပေါ့နော်ဂန်းငေါ်ရွက်ဆိုဂန်းငေါ်ရွက်လေးတရွက်ပဲလို့လားဂန်းငေါ်ရွက်လေးတရွက်ဂန်းငေါ်ရွက်လေးပေါ်မှာစော်ပီလေးနဲ့ပဲဖြစ်ဖြစ်ဘောပီလေးနဲ့ပဲဖြစ်ဖြစ်မအခေယာကိုရေးရမှာဖြစ်ပါတယ်မရေးလိုက်ရမှာဖြစ်ပါတယ်ရေးပြီးသွားပြီဆိုတာနဲ့အဲ့ကိုထက်ထားတဲ့မျိုးမှာပြင်ရမှာဖြစ်ပါတယ်ပြင်ပြီးသွားပြီဆိုရင်ကြောက်စရစ်ခဲလေးတစ်လုံးမအပြာလေးကိုဖိထားရမှာဖြစ်ပါတယ်ပြီးတော့အိမ်ရမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလူရမှာဖြစ်ပါတယ်အဲ့လူရမ်းနေတဲ့အချိန်မှာဖျောင်းနိုင်အဖြူရောင်တတိုင်းထွန်းပြီးတော့ညီမိမိရဲ့အိမ်ချမ်းမြေလိပ်စာပေါ့အတိအကျပြောဆိုပြီးတော့ဆူတောင်းအောင်မှာဖြစ်ပါတယ်ဒီရတရားလေးကိုကျွန်တော်ပေးတတ်တယ်ကျွန်တော်စီကိုနေတင်လာတော့မိတ်ဆွေတွေကိုပေးတာရှိပါတယ်လွယ်ကူစွာလျင်မြန်စွာထွက်ကြတဲ့ရတရားလေးထူလည်းဖြစ်ပါတယ်ဗျအခုလည်းဒီရွှေစကားမှာကျွန်တော်ရဲ့မိတ်ဆွေတွေဒီရတရားလေးကိုရရှိကြပါစေဒီရတရားလေးကိုရရှိပြီးလဲလွယ်ကူစွာလုပ်နိုင်ကြပါစေဗျဒီရတရားလေးကိုဘယ်လောက်ထိလုပ်အောင်မလဲဆိုရင်တော့တချို့ဆို9ရက်10ရက်9ရက်ထွက်ပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဗျာကျွန်တော်ရဲ့မိတ်ဆွေတွေခက်ခဲလည်းမဟုတ်ပါဘူးမထွက်မချင်းတာလုပ်ပါဗျာကဲရွှေစကားမိတ်ဆွေတွေအားလုံးဤရရာလေးကိုရရှိပြီးမိမိရောင်းကျင်သောညီများအမြန်ဆုံးထွက်ကြပါစေလို့မေတ္တာပို့ဆုတောင်းပေးလိုက်ရပါတယ်ဗျာ